ရတဲ့မွေးသေးပါနော်ဒီ break ရှစ်တောင်းမှာရှစ်ထိပ်ကြီးလိုက်ရှစ်ထိပ်ကြီးရဲ့ဇောင်းနှစ်ပွဲကြောင့်မှာ break 15လို့တိကျလိုက်ခဲ့ရင်အဲ့တူတောင်းက6ခွန်8ကအဲ့ဒီနှစ်ထဲနောက်နှစ်ကိုလိုက်တော့တာနော်အဲ့လိုလိုက်ဖက်ပြီဆိုတော့အဲ့ break 15ကလည်းတေချာပေါက်နောက်နှစ်ကိုလိုက်တာအဲ့ဒီမှာ break 15ခဏမှုလို့ဒီမှာသူကနောက်ပေါင်း9ရဲ့မြင်းကုန်မှာဆိုပြီးတော့မှကျွန်တော်ဖမ်းထားတာနော်ဒါဒီ site ကို2မျိုးဖမ်းထားတာပေါ့နော်ဒီမှာနော်အပိုင်နဲ့မှုတက်လည်းမှုကြိုက်မှထိုးမကြိုက်ရင်မထိုးနဲ့နော်တလုံးမှမတူဘဲနေကျွန်တော်တို့ကစနစ်နဲ့သွားတာနော်စနစ်ပေးတဲ့ချိန်ရတော့ရမှာပဲနော်ကျွန်တော်တို့ကခေါင်းပါတယ်နော်ဒီမှာ break ရှစ်တောင်းမှာရှစ်ထိပ်ကြီးလိုက်တယ်ရှစ်ထိပ်ကြီးရဲ့ဇောင်းနှစ်ပွဲကြောင့်မှာ break 15လို့တိကျလိုက်ခဲ့ရင်2004တုညာကိုကနောက်နှစ်ကိုတေချာပေါက်လိုက်တာနော်အဲ့လိုလိုက်သွားရင်သူကအဲ့ဒီ break 15ကလည်းနောက်နှစ်ကိုတေချာပေါက်ဆက်လိုက်တာအဲ့မှာသူကဒီ break 15ကလည်းမလို့နောက်ပေါင်း9ရဲ့မြင်းကုန်မှာနော်ဒီမှာ3ကက်မြောက် break ရှစ်တောင်းမှာရှစ်ထိပ်ကြီးရဲ့ဇောင်းနှစ်ပွဲကြောင့်မှာ break 15လို့တိကျလိုက်ခဲ့ရင်သူတောင်းကခွန်65ကနောက်နှစ်ကိုတေချာပေါက်လိုက်တာအဲ့လိုလိုက်တာနဲ့အဲ့ဒီ break 15ကလည်းနောက်နှစ်ကိုတေချာပေါက်ဆက်ထွက်တာအဲ့လိုထွက်လို့သူကဗမာ break 15ခဏမလို့နောက်ပေါင်း9ရဲ့မြင်းကုန်မှာနော်ကျွန်တော်အဲ့လိုဖမ်းထားတာအခုဒီမှာကကျွန်တော် break 8တောင်းမှာရှစ်ထိပ်ကြီးလိုက်တယ်ရှစ်ထိပ်ကြီးဆောင်းတော့ကျွန်တော် break 15လိုက်သွားပြီအဲ့ဒါပြင်ကိုအဲ့ break 15ရဲ့တောင်းမှာ86ကောင်ကလည်းအဲ့ဒီနောက်နှစ်ကိုလိုက်ထွက်သွားပြီအဲ့ဒါမလို့ဟဲ့ break 15ခဏကိုကျွန်တော်တို့ကတေချာပေါက်ဒီတင်းထဲကိုလိုက်မွေးရမှာနော်အဲ့လိုမွေးတဲ့အချိန်မှာကျွန်တော်က break 15ခဏမလို့နောက်ပေါင်း9ရဲ့မြင်းကုန်ရှစ်တုံးကတ်တိုင်းပဲနော်ဒီ break 15ခဏထွက်လိုက်ထွက်တော့လေနောက်ပေါင်း9ရဲ့မြင်းကုန်ဒီ break 15ခဏလိုက်ထွက်တော့လေနောက်ပေါင်း9ရဲ့မြင်းကုန်ဒီ break 15ခဏနောက်နှစ်ကိုလိုက်ထွက်တော့လေ break နောက်ပေါင်း9ရဲ့မြင်းကုန်နော်ဒီ break 15ခဏနောက်နှစ်ကိုလိုက်ထွက်ရင်နောက်ပေါင်း9ရဲ့မြင်းကုန်မှာဖြစ်မလားနော်ဒီနောက်ပေါင်း9တစ်နှစ်လုံးမှာဒီတစ်ချက်ပဲရှိတာဒါမှမဟုတ်ဒီဘက်မှာကျွန်တော်တို့ကမဖြစ်မနေထိုးရမှာဒီကနန်းကစောစောထိုးထိုင်ပြိတ်တက်တယ်နော်ဒါဆရာတော်တော်များများလေးတင်တယ်အဲ့မှာနောက်တစ်ချက်ကကျွန်တော်ဒီပွဲမှာဖန်ထားတာနော်ဒီပွဲမှာဖန်ထားတာဒီမှာကသူကဒီ856ကိုနော်ဒီ856ကဒီကောင်မူနှမျိုးနဲ့ကျွန်တော်ကဖန်ထားတာနော်အဲ့မှာကျွန်တော်ဒီမှာကဒီ break 15ကနန်းကိုဒုနာကကျွန်တော်နောက်ပေါင်း9ရဲ့မြင်းကုန်မှာလို့ကျွန်တော်တို့ကယူရာပို့တဘာဝကြတာဗောနော်ဒီကယူဆချက်ကကျွန်တော်ကဒီချောင်းသုံးလုံးဒီ634အဲ့6သုံးလုံးဒီသူကအဲ့နှစ်ထဲမှာသူကထွက်ထားတဲ့ကဏ္ဍဗောနော်ဒီ634ဒီအဲ့နှစ်ထဲမှာထွက်ထားတဲ့ကဏ္ဍဖြစ်ရမှာအဲ့ရဲ့ရင်ဆိုင်မှာဗောဒုတိယတစ်ချက်ဖမ်းတာဗောနော်ဒီကဏ္ဍကဒီ break 15ကဏ္ဍနောက်နေ့လိုက်ထွက်တော့လေဒီမှာ4နှစ်1လို့စောင်းတယ်အဲ့4နှစ်1ကလည်းအဲ့နှစ်ထဲမှာထွက်ထားတဲ့ကဏ္ဍနော်ဒီ break 15ကဏ္ဍနောက်နေ့ကိုလိုက်ထွက်တော့လေဒီမှာ464လို့စောင်းတယ်အဲ့464တဲ့အဲ့နှစ်ထဲမှာထွက်ထားတဲ့ကဏ္ဍနော်အဲ့မို့ကျွန်တော်တို့ကဒီပွဲမှာလွတ်ခဲ့ရင်နော်ဒီပွဲမှာကျွန်တော်တို့အကောင်းဆုံးထိုးရမှာဗျာနောက်ပေါင်းကဒီတစ်ချက်ပဲရှိတာနော်ဒါကျွန်တော်တို့ကစနစ်နဲ့ကြည့်ပြီးထိုးတာနော်တလုံးမှလည်းတူချင်းမှတူမယ်ဒဲထွက်သွားလည်းဖြစ်နိုင်တယ်နော်ပေးရလည်းဖြစ်နိုင်တယ်မပေးရလည်းဖြစ်နိုင်တယ်ကိုအုံနောက်နဲ့ကိုစုံဖြတ်နော်ဘယ်သူမှအားတယ်လို့မပေါ့သူများချီကျွေးတိုင်းလည်းမစားနဲ့နော်အဲ့မို့ကျွန်တော်ပြောသူများချီကျွေးတိုင်းလည်းဘယ်သူမှစားမှာမဟုတ်အဲ့ဒါမလို့စနစ်ကိုကြည့်ဒီစနစ်ကလုံးတင်လားမလုံးတင်ဘူးလားလုံးတင်ရင်ထိုးလိုက်နော်ရရင်ယူလိုက်မရလည်းဘာမှကိုအကုန်ခံရမှာနော်အဲ့မလို့ကျွန်တော်လည်းတစ်ချက်တစ်ပြားမှပြီးတယ်မလို့ဒါကျွန်တော်စီနာနဲ့တင်ပေးတာနော်ကျွန်တော်မန်ပါခေါ်တဲ့နာခေါ်တယ်စီနာနဲ့တင်ပေးတဲ့နာတင်ပေးတယ်နော်အဲ့နောက်တစ်ချက်ကဒီမှာ856ဆောင်းတာဒီမှာ856အဲ့ဒီထဲမှာထွက်ထားတယ်အဲ့မို့ကျွန်တော်ကဒီနှစ်ပွဲကိုပဲအဓိကစော့ရမှာကျန်တဲ့ပွဲကကျွန်တော်ကပပဲမွေးတာဒီနှစ်ပွဲကိုအဓိကတင်ဖိုက်မယ်နော်ဒါသူနောက်ပေါင်းကလည်းတစ်နေ့လုံးမှာတစ်ချက်ပဲရှိတယ်အဲ့မို့ကျွန်တော်ကဒီပွဲမှာနောက်ပေါင်း9ရဲ့မြင်းကုန်နော်သူကဒီဗရိန်9တွေမလို့နော်ဗရိန်9လိုက်ထွက်တာမလို့နောက်ပေါင်း9ရဲ့မြင်းကုန်ဆိုတာပူတဘာဝကြတယ်နော်ဒီပရိငါးကနန်းနေလိုက်ထွက်တာမို့နောက်ပေါင်း9ရဲ့မြင်းကုန်မှာဆိုတာပူတဘာဝကြတယ်ဒီပရိငါးကနန်းနေလိုက်ထွက်တာမို့နောက်ပေါင်း9ရဲ့မြင်းကုန်မှာဆိုတာပူတဘာဝကြတယ်နော်ဒီမှာပရိငါးကနန်းနေလိုက်ထွက်တာမို့နောက်ပေါင်း9ရဲ့မြင်းကုန်နောက်ပေါင်း9ကလည်းတစ်နှစ်လုံးမှာတစ်ချက်ပဲထွက်တာအဲ့မို့ကျွန်တော်ဒီပွဲမှာအကောင်းဆုံးဖိုက်လို့ရတယ်နော်ကြာရင်စောစောထိုးနော်ဒါမှမဟုတ်ကျွန်တော်စောတင်ပေးတာနီးမှထိုးဒီကနန်းမရဘူးကျွန်တော်ချီမှာလဲကျွန်တော်ထိုင်မှာလဲပိတ်တယ်နော်သူကနီးသူက1000လောက်ပဲရတော့1000ဘူးလောက်တော့မှနီးမရတော့နော်အဲ့မို့စောထိုးခြင်းနဲ့ဆိုအဲ့တော့ပထမဦးဆုံးနဲ့တို့ဒီမှာ၄ထိပ်၁ထိပ်6ခါခွန်ခါ4 1 6ခွန်လို့သူကနန်း၄လုံးထည့်လိုက်တယ်ထည့်ပြီးတော့ ਨੇ ဒီ၃လုံးပေါင်းခြင်း9ကပရိတ်9ဟုတ်ပြီဒါဆိုရင်ဒုတိယအကတ်မှာလည်းအဲ့လိုပဲ4 1 6ခွန်လို့ထည့်လိုက်တယ်ဒီ၃လုံးပေါင်းခြင်း9ဒီပရိတ်9နော်တတိယအကတ်မှာလည်း4 1 6ခွန်းလို့သူကစားတယ်ကစားပြီးတော့ ਨੇ ဒီ၃လုံးပေါင်းခြင်း9ဒီဒါပရိတ်9နော်ဒါရိုးရိုးလေးနဲ့သူကစားတယ်ပေါ့နော်အဲ့တော့4 1 6ခွန်းလို့သူကစားပြီးတာ ਨੇ ဒီထိတ်နဲ့ဒီပရိတ်နဲ့ဒီပုံသေး8 4 1 6ခွန်းလို့ကစားပြီးတာ ਨੇ ဒီထိတ်နဲ့ဒီပရိတ်နဲ့ဒီပုံသေး8နော်4 1 6ခွန်းလို့ကစားပြီးတာ ਨੇ ဒီထိတ်နဲ့ဒီပရိတ်နဲ့ဒီပုံသေး8လို့ကစားတယ်ဒါဖရိန်ကိုတည်လိုက်တာအဲ့ဖရင်ကိုတည်ပြီးတာ ਨੇ ဒီ၃လုံးပေါင်းခြင်း9ဒီ၃လုံးပေါင်းခြင်း9
ဒီလေးလုံးပေါင်းချင်းကိုကိုဒီဗရိတ်ကိုဆိုပြီးတော့ဒီမှာကစားတယ်နော်ကိုပြီးတော့ဒီသုံးလုံးပေါင်းချင်းရှစ်ဒီသုံးလုံးပေါင်းချင်းရှစ်လေးလုံးပေါင်းချင်းရှစ်လို့ကစားပြီးဒီမှာဗရိတ်ရှစ်လို့ကစားတယ်နော်ဟုတ်ပြီဒါဆိုရင်ဒီသုံးလုံးပေါင်းချင်းခွန်းဒီသုံးလုံးပေါင်းချင်းခွန်းလေးလုံးပေါင်းချင်းခွန်းလို့ကစားတော့ဒီမှာဗရိတ်ခွန်းလို့ကစားမယ်နော်အဲ့တော့ပထမအကတ်မှာဦးနိုင်တို့ဖြစ်စဉ်လေးတွေကိုတင်လိုက်တယ်တင်ပြီးရနဲ့သုံးလုံးကိုသုံးလုံးကိုလေးလုံးပေါင်းချင်းကိုကြောင့်ဗရိတ်ကိုဒါသူကတော့လေးနောက်ပိတ်နဲ့ဗရိတ်ကိုဒုတိယကတ်မှာလည်းဖြစ်စဉ်လေးကိုတင်လိုက်တယ်သုံးလုံးပေါင်းရှစ်သုံးလုံးပေါင်းရှစ်လေးလုံးပေါင်းချင်းရှစ်မို့ဗရိတ်ရှစ်သူလည်းလေးနောက်ပိတ်နဲ့ဗရိတ်ရှစ်ပဲဒါဆိုရင်အခုဒီတတိယကတ်မှာသုံးလုံးပေါင်းချင်းခွန်းသုံးလုံးပေါင်းချင်းခွန်းလေးလုံးပေါင်းချင်းခွန်းလို့ဖြစ်လို့နော်ဒါဦးနိုင်ကတော့ခွန်ဗရိတ်ပဲယူတယ်သူ့ရဲ့အမြင်တိုင်းဆိုရင်ဒါလေးနောက်ပိတ်နဲ့ခွန်ဗရိတ်ဆိုရင်ဒါ10ခွက်ထိုးရမှာပေါ့နော်သို့တော့ဦးနိုင်ကဒီ line လေးကနေပြီးတော့ဒါဗရိတ်ခွန်ဆိုတဲ့စနစ်ကလေးကိုပဲယူပါတယ်ဒါ68ခွန်စီနီယံပြည်လန်လေးနဲ့ကစားခွက်လေးကိုကစားထားတာကိုလှလှပပကစားထားတာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်ဦးနိုင်ကဒီဘက်မှာပါတူတန် organ ကိုခွန်ဗရိတ်ဖြစ်နေဒါဦးနိုင်ကစားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်ထပ်ခွန်ဗရိတ်ကရောဘယ်လိုပုံစံထပ်ပြီးတော့ဦးနိုင်ကကစားခြင်းတွေလဲဆိုတော့နောက်တစ်ခုကလည်းအဲ့လိုပဲစီနီယာအပြေးလေးနဲ့ဒီမှာ3ကတ်စီးလေးပေါ့နော်ဒီဘွဲမှာဗရိတ်ခွန်ကိုတော်တော်ကြိုက်ပါတယ်နော်အဲ့တော့ဒီ3လုံးပေါင်းခြင်း1နဲ့ဒီ9နဲ့နော်4လုံးပေါင်းခြင်း6ကို3လုံးပေါင်းခြင်း6လို့ထည့်တယ်နော်အဲ့လိုထည့်ပြီးတာနဲ့သူ့ရဲ့ဘေးကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှလည်း4လုံးပေါင်းခြင်း6ကို3လုံးပေါင်းခြင်း6လို့ထည့်တယ်တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာလဲ4လုံးပေါင်းခြင်း6ကို3လုံးပေါင်းခြင်း6ဆိုပြီးတော့ဒါ frame ကိုဒါဦးနိုင်ကတည်လိုက်တာဒီလို3ကတ်စီးလေးပေါ့တန်တန်လေးတည်လိုက်တာเนาะဒီကြားထဲမှာသူကစားထားတဲ့ကစားကွက်တွေအများကြီးရှိတယ်เนาะမလိုအပ်တဲ့တောက်တွေကိုဦးနိုင်ထည့်မထားဘူးပေါ့เนาะအဲ့တော့ပထမအကတ်မှာ3လုံးပေါင်း1နဲ့ဒီ9နဲ့4လုံးပေါင်းခြင်း6ကိုဒီ3လုံးပေါင်း6လို့ဖြစ်တဲ့အခါမှာเนาะဒီ3လုံး9ရှေ့ပေါင်း9ဒီ3လုံး9เนาะအဲ့ဒီမှာအခွနဲ့ရှေ့ပေါင်းနဲ့9လို့เนาะ9ဇက်လန်လေးတွေခင်းခဲ့တယ်3လုံးပေါင်း9ရှေ့ပေါင်း9ဒီ3လုံး9အခွနဲ့ရှေ့ပေါင်းနဲ့9လို့ဖြစ်လို့ဒီမှာ9ပရိတ်လို့ရိုက်တယ်ပထမတစ်ကက်ဒုတိယကက်မှာအဲ့လိုပဲ4လုံးပေါင်း6ကို3လုံးပေါင်း6လို့ကစားပြီးတာ ਨੇ ဒီ3လုံးပေါင်း6ရှေ့ပေါင်း6ဒီ3လုံး6အခွနဲ့ရှေ့ပေါင်းနဲ့6လို့ဖြစ်ပြီးတော့ပရိတ်6လို့ရိုက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယကတ်မှာเนาะ4လုံးပေါင်း6ကို3လုံးပေါင်း6လို့ကစားပြရတယ်ဒီ3လုံးပေါင်းခွန်းရှေ့ပေါင်းခွန်းဒီ3လုံးပေါင်းခွန်းအခွနဲ့ရှေ့ပေါင်းနဲ့ခွန်းလို့ဖြစ်လို့ဒါဒီနေရာမှာဦးနိုင်ကဒါခွန်းပရိတ်ဆိုပြီးတော့ဒါရိုက်ရှင်တာပေါ့နော်အင်မတန်ကောင်းပါတယ်နော်အင်မတန်ကောင်းတယ်ပထမအကတ်မှာဦးနိုင်တို့ဒီမှာ4လုံး6ကို3လုံး6လို့ထည့်လိုက်တယ်ထည့်ပြီးတာ ਨੇ 3လုံးပေါင်း9ရှေ့ပေါင်း9ဒီ3လုံး9အခွနဲ့ရှေ့ပေါင်းနဲ့9လို့ဖြစ်ပြီးတော့9ပရိတ်လို့ရိုက်တဲ့အခါမှာသူကတော့900ပတ်လဲတုံညာထိတ်နဲ့9ပရိတ်ပေါ့နော်900ပတ်လဲဒုတိယကတ်မှာ4လုံး6ကို3လုံး6လို့ထည့်တယ်ဒီ3လုံး6ရှေ့ပေါင်း6ဒီ3လုံး6အခွနဲ့ရှေ့ပေါင်းနဲ့6လို့ကစားလို့900ပတ်လဲပြီးတော့သူတော့600ပတ်လဲကစားတယ်တုံညာထိတ်နဲ့600ပတ်လဲကစားတယ်ပေါ့နော်ပထမကတ်မှာတုံညာထိတ်နဲ့900ပတ်လဲဒုတိယကတ်မှာတုံညာထိတ်နဲ့600ပတ်လဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယကတ်မှာ4လုံးပေါင်း6ကိုဇောင်းပေါင်းချင်း3လုံးပေါင်း6လို့ထည့်လိုက်တာ ਨੇ ဒီ3လုံးခွန်းရှေ့ပေါင်းခွန်းဒီ3လုံးခွန်းဂွား1နဲ့ရှေ့ဂွား6နဲ့ရှေ့ပေါင်း1နဲ့4လုံးပေါင်းခွန်းလို့ကစားတဲ့အတွက်ဒီနေရာမှာတုံညာထိတ်နဲ့နော်900ဆိုတဲ့ကဏ္ဍပတ်လဲကြိုက်တဲ့မိတ်ဆွေက900ထိုးလိုက်ဒါမှမဟုတ်တုံညာထိတ်နဲ့နောက်ပေါင်းခွန်းကိုခွန်ပရိတ်ကြိုက်တဲ့မိတ်ဆွေကတုံညာထိတ်နဲ့နောက်ပေါင်းခွန်10ခွက်ထိုးလိုက်ပေါ့နော်ဒါဦးနိုင်ကတော့ဒါခွန်ပရိတ်ပဲယူတယ်နော်အဲ့တော့ဒီအကတ်မှာလည်းအဲ့လိုပဲ3ကတ်စီးကိုမှနော်ဒါ9-6ခွန်စီနီယံပြည်လန်းနဲ့9ပရိတ်ကို900ကျတယ်6ပရိတ်ကို600ကျတယ်ဒါခွန်ပရိတ်ပေါ့ဒါဦးနိုင်ကတော့ခွန်ပရိတ်ပဲယူတယ်နော်ဒါခွန်ပရိတ်ကို900ကြိုက်တဲ့မိတ်ဆွေက900ပတ်လေထိုးပါ900မကြိုက်တဲ့မိတ်ဆွေကတုံညာထိတ်နဲ့နောက်ပေါင်းခွန်ပေါ့ဗျာသူ့ရဲ့အမြင်တိုင်းဆိုရင်ကတော့တုံညာထိတ်နောက်ပေါင်းခွန်ကို10ခွက်ထိုးလိုက်ပေါ့နော်ဒါပထမပြခဲ့တဲ့ဗရိတ်ခွန်ကကြတော့ဒါ၄နောက်ပိတ်နဲ့
ခွန်ပရိတ်ပေါ့နော်ပထမပြခဲ့တဲ့ပရိတ်ခွန်ကကြတော့၄နောက်ပိတ်နဲ့ဒါခွန်ပရိတ်ပေါ့၄နောက်ပိတ်နဲ့ခွန်ပရိတ်ကိုဒါ10ခွက်ထိုးလိုက်ပေါ့နော်အဲ့တော့ကောင်းပြီဒါဆိုရင်ဦးနိုင်ကတကားအခုဒီပြမှာကတော့ဦးနိုင်တို့ဟိုပါပေါ့မွေးကနန်းစိုက်လေးကိုပဲဒီပွဲမှာဒါဦးနိုင်ပြပေးမှာဖြစ်တယ်နော်ဒါလေးကဒီမှာ2020နဲ့6ခုနှစ်မှာဒါဦးနိုင်တို့3ခု5အာမွေးကနန်းစိုက်လေးပေါ့ဦးနိုင်ပြခဲ့ဘူးတယ်ပေါ့နော်ဒါလေးကိုအခုဒီပွဲမှာကစားမှာပေါ့နော်နှစ်ပိတ်မှာကြားခဲ့တဲ့ကနန်း3သည်နောက်တစ်နှစ်မှာလည်းကြားတယ်သူ့ရဲ့နောက်တစ်နှစ်မှာလည်းကြားတယ်3နှစ်စတိုက်ကြားတာပေါ့ကြားပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာဒီကနန်းသည်ဒီမှာပြန်ကြားတော့မဲ့အချိန်မှာဒီ3လုံးလို့ခွေပြီးတော့မှဒီကနန်းသည်ဒီမှာပြန်ကြားလို့ကစားတယ်ကစားပြီးတော့သူ့ရဲ့အပေါ်ကကနန်းနော်ဒီကနန်းဒီမှာပြန်ကြားလို့ကစားပြီးတာနဲ့သူ့အပေါ်ကကနန်းနော်ခွန်တင်5ဆိုတဲ့ကနန်းဒီသူ့ရဲ့ညာဘက်ပေါ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာနော်ဒီမှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်နှစ်ဦးမှာဒီကနန်းဒီဒီမှာလာထွက်တယ်သူထွက်တော့မဲ့အချိန်မှာသူ့ရဲ့ဒီရှေ့တစ်နှစ်ကျော်မှာ5ထိပ်စီးရဲ့တပွဲကျော်ကိုထွက်တယ်နော်ဒုတိယအကတ်မှာလည်းအဲ့လိုပဲနှစ်ပိတ်ကကနန်းဒီနောက်တစ်နှစ်ကိုထွက်တယ်သူ့ရဲ့နောက်တစ်နှစ်3နှစ်တိုက်ထွက်တယ်ထွက်ပြီးတော့ဒီကနန်းကဒီမှာပြန်ကြကစားတဲ့အချိန်မှာလည်းဒီ3လုံး3လို့ဖြစ်ပြီးတော့မှပြန်ကြအဖြစ်နဲ့ကစားတယ်သူ့အပေါ်မှာရှိတဲ့146ဆိုတဲ့ကနန်းဒီ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာလိုက်ထွက်တယ်အဲ့တော့ပထမကမှ9ထိပ်စီးရဲ့တပွဲကျော်ထွက်တယ်အခုက6ထိပ်စီးရဲ့တပွဲကျော်မှာထွက်တယ်ဒီကနန်းဒီနောက်တစ်နှစ်ကိုကြားတယ်အဲ့ဒီကနန်းဒီနောက်တစ်နှစ်ကိုကြားတယ်ကြားပြီးတော့ဒီကနန်းကဒီကိုပြန်ကြလို့ဖြစ်တဲ့ကမှာဒီ3လုံး3လို့ဖြစ်ပြီးတော့မှပဲကြားတယ်အဲ့တော့သူ့ရဲ့အပေါ်ကကနန်းဒီကနန်းဒီ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ထဲမှာဒီမှာလာထွက်တယ်ထွက်တော့မဲ့အချိန်မှာသူ့ရဲ့တပွဲကျော်မှာခွန်ထိပ်ရဲ့တပွဲကျော်မှာပဲထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာ၄ကမြောက်ပေါ့နော်နှစ်ပိတ်မှာကစားခဲ့တဲ့နှစ်3လေးဆိုတဲ့ကနန်းဒီသူ့ရဲ့နောက်တစ်နှစ်ကိုထွက်တယ်ဒီကနန်းကလည်းနောက်တစ်နှစ်မှာလိုက်ထွက်တယ်ထွက်ပြီးတာနဲ့ဒီကနန်းဒီအဲ့ဒီနှစ်ထဲမှာပြန်ကြဖြစ်နေကစားတယ်ကစားတဲ့ကမှလည်းဒီ3လုံးပေါင်း3လို့ဖြစ်ပြီးတော့မှကစားတယ်အဲ့လိုကစားတဲ့အတွက်သူ့အပေါ်မှာရှိတဲ့395ဆိုတဲ့ကနန်းပတ်လေမွေးကနန်းဒီ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ထဲမှာဒါ395ဆိုတဲ့မွေးကနန်းထွက်မှာဆိုတော့ဒီနေရာလေးမှာဦးနိုင်ကထွက်ရှင်တာရှစ်ထိပ်စီးရဲ့တပွဲကျော်ကိုထွက်ရှင်တာပေါ့နော်ရှစ်ထိပ်စီးရဲ့တပွဲကျော်ကိုထွက်ရှင်တာပထမအကတ်မှာဦးနိုင်တို့ဒီမှာဖြစ်စဉ်ကိုတည်လိုက်တယ်တည်လိုက်တော့ဒီကနန်းပြန်ကြရဲ့အပေါ်ကကနန်းနော်ဒီကနန်းဒီကိုပြန်ကြတဲ့အခါမှာလည်းဒီ3လုံး3လို့ထောက်ပြီးတော့မှကြာရမှာအဲ့လိုကြာခဲ့တဲ့အတွက်သူ့ရဲ့အပေါ်ကကနန်းဒီမှာကြာတော့မယ့်အချိန်မှာ9ထိပ်ရဲ့တပွဲကျော်ကိုကြာတယ်ဒုတိယအကတ်မှာလည်းအဲ့လိုပဲဖြစ်စဉ်ကိုတည်တယ်ဒီကနန်းဒီမှာပြန်ကြ3လို့ထောက်ပြီးမှပဲကြာတယ်သူ့ဘဝကနန်းဒီ9နှစ်မြောက်ကိုထွက်တယ်9ထိပ်ပြီးတာနဲ့6ထိပ်ရဲ့တပွဲကျော်မှာထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယအကမှာဖြစ်စဉ်လေးကိုတည်တယ်ဒီကနန်းကဒီမှာပြန်ကြတယ်3လို့ထောက်ပြီးတော့မှပဲပြန်ကြတယ်သူ့ရဲ့အပေါ်ကကနန်းဒီ9နှစ်မြောက်ကိုထွက်တယ်9ထိပ်6ထိပ်ပြီးတော့ခွန်ထိပ်ရဲ့တပွဲကျော်မှာထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီစရုပ်ထက်ကမှာဒီကနန်းကလည်းဒီမှာပြန်ကြ3လို့ထောက်ပြီးတော့မှပဲကြတယ်ခု395ဆိုတဲ့ကနန်းပတ်လေမွေးကနန်းဒီနေရာလေးကိုကြာကျင်တာရှစ်ထိပ်စီးရဲ့တပွဲကျော်ကိုဒါဦးနိုင်ကကြာကျင်တာဒီ site အရာကတော့ဒါ96ခွန်8အထောက်နဲ့ယူမယ်ဆိုရင်ရှစ်ထိပ်စီးဒီမှာတစ်ချိန်ရှိတယ်ဒီအောက်မှာတော့2ချိန်ကျန်သေးတယ်သို့တော့ဒီအချိန်ကိုဒါဦးနိုင်က96ခွန်8အထောက်နဲ့ဒီအချိန်ကိုကစားကျင်တာပေါ့နော်ကဲဟုတ်ပြီအဲ့ဒီတော့ဒီပွဲမှာဦးနိုင်ရဲ့အကြိုက်ဆုံးပါတူတာအော်ဂနန်ဒီခွန်ပရိတ်ဖြစ်ပါတယ်ပရိတ်ခွန်ကိုလည်းလှလှပပဒါဦးနိုင်စီကြောလေးတွေနဲ့စီနီယံကစားကွက်အပြေးလေးတွေနဲ့နှစ်မျိုးပြခဲ့တယ်ဦးနိုင်ပြတဲ့စီကြောတွေကနေပြီးတော့ကိုကြိုက်တဲ့ခွန်ပရိတ်ကိုလည်းထိုးပါကို35ကြိုက်တဲ့မိတ်ဆွေတွေဒါဦးနိုင်ကနေရာထိုင်ကိုအဆင်ပြေသလိုရေးပေးလိုက်တာကို35ကိုကြိုက်တယ်ဆိုရင်ကတော့ပတ်လဲထိုးရမှာပေါ့နော်ဦးနိုင်နဲ့အတူတူအခုလိုဦးနိုင်ကစားတဲ့စီကြောလေးတွေကိုလေ့လာခြင်းနဲ့ဆိုရင်ဦးနိုင်ရဲ့ဖုန်းနံပါတ်39 428 493 606အဲ့ဒီဖုန်းနံပါတ်မှာ Viber ရှိပါတယ်ဒါ Viber ကိုလာခဲ့ပါအင်တာနက်ဖို့တစ်ချိန်စာကို2000ကျပ်ပါ